အခုကတော့3ချိန်မြောက်ငလင်ဘေးအတွက်ကိုသိန်းပေါင်း900ကျော်နဲ့အတူတူအစားတောက်ဆရာများကိုတွားရောက်လူတန်းမှာပဲဖြစ်ပါတယ်ဒီတစ်ခေါက်ကကြတော့ဦးစားပေးအနေနဲ့ပေါ့နော်အလူရှင်မရောက်ဖဲနဲ့တကယ်ခက်ခဲနေတဲ့နေရာတွေကိုဦးစားပေးပြီးတော့လူတန်းချင်ပါတယ်အခုကတော့ဒီနေ့ဘာပစ္စည်းတွေပါလဲပေါ့နော်လိုက်ပြပါမယ်အခုကတော့ဒါကြတော့ငွေသားကြီးပဲတီးတန့်ပေါ့နော်သိန်းပေါင်း900ကျော်ခုနှစ်သားသမီးတွေအားလုံးနဲ့အတူတူစုပေါင်းအလူလေးပဲဖြစ်ပါတယ်အခုကတော့ဘာတွေပါလဲဆိုတာတစ်ချက်လိုက်ပြပါမယ်ဒီမှာသွားတိုက်တန်လေးတွေထည့်ပေးထားပါတယ်သွားတိုက်တန်လေးတွေပေါ့နော်ဒီမှာမုံနေလဲပါပါတယ်ဒါကြတော့ဟိုမုံနေပေါ့မုံနေအစုံပေါ့အစုံထည့်ပေးထားတယ်ဒါကြတော့ coffee အေးလေးတွေပါဒါအလူရှင်ရှိပါတယ်နော်အလူရှင်လေးတွေပြောပေးပါမယ်ဒီကကြတော့ငါးတစ်တာပါငါးတစ်တာဟိုထမင်းဖြူလေးနဲ့ဖြစ်ဖြစ်အဲ့လိုမျိုးစားလို့တောက်လို့ရအောင်ဆိုပြီးထည့်ပေးထားတာအခုဒီမှာနောက်မှာတွေ့တဲ့အတိုင်းပဲဟိုင်းမှာဒီကနေပြီးတော့ဒီထိဟုတ်ပါထီပေါ့နော်အလူရှင်တွေရှိပါတယ်ဒီအလူရှင်ကတော့ဒီမှာကိုမျိုးမြတ်စီသူတဲ့မတ်ထက်ဝေးတဲ့မိုးနာအွန်လိုင်းရှော့တဲ့လူသုံးကုန်လက်လီလက်ကရောင်းဝယ်ရေးကမရွတ်မမုံဖာများလူတန်းထားတာပဲဖြစ်ပါတယ်သူရဲ့မုံဖာရဲ့တန်ဖိုးကတော့40နဲ့မှ3,95000ကျပ်ပဲဖြစ်ပါတယ်ဒီမှာနောက်ထပ်ကကြတော့ဒီမှာခောက်ဆွဲဘူးလေးတွေအသင့်စားလို့ရအောင်ထည့်ပေးထားတယ်နောက်တစ်ခုကကြတော့ကွေကာပေါ့နော်ဒီမှာကွေကာတွေဘာလို့ဆိုအားရှိအောင်လို့ပေါ့နော်တောက်လို့ရအောင်ဒီမှာတော့မုံနေပေါ့ဒါတွေကတော့မုံနေပေါ့ဒီတစ်ခေါက်ကိုကြတော့ငွေသားလေးတွေပို့ပြီးတော့ထောက်ပံ့နိုင်အောင်ဆိုပြီးတော့ဒီငွေသားတွေများများပြင်ဆင်ထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုကတော့နောက်ထပ်ဒီမှာတကယ်အလူရှင်မရောက်သေးပဲနဲ့ပေါ့နော်တကယ်ခက်ခဲနေတဲ့နေရာတွေကိုဦးစားပေးပြီးတော့လူတန်းပေးခြင်းပါတယ်နောက်ထပ်ကတော့ဒီမှာအာလူးကျော်ကဒါကိုတွေမလိုက်နားလေးရပဲလားလူထားတာကိုကျော်စင်ဦးတဲ့စိန်အာလူးကျော်တဲ့အထုပ်တရားတဲ့မလိုက်မျိုးနဲ့ကန်ဆွေရွာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကားဝက်ရှော့မှာကားခဏလာပြည့်နေတဲ့ကိုကြီး तू ကအဲ့ဒါဒီနေ့လှူတာတွေကိုတွေ့လို့ဆိုပြီးတော့ तू ကိုယ်တိုင်လားလှူထားတာအာလူးကျော်ကြီးပဲအထုပ်တရားသူတို့ကလည်းထွက်တာလေးတွေလှူရတာပေါ့နော်အဲ့လိုမျိုးဆိုတော့အခုကမုံနေရတော့အစုံပဲဒါမိသားစုနဲ့အတူတူလိုအပ်တာတွေဘာတွေပြင်ဆင်လိုက်အောင်မယ်ပေါ့နော်ပြီးတော့900သားသမီးတွေနဲ့အတူတူအလူရှင်တွေကိုလည်းတဦးချင်းစီပြောပြပေးပါမယ်ဒါကတော့အလူမခံမဲနဲ့ပေါ့နော်တဦးတယောက်ချင်းစီဝိုင်းဝန်းကူညီကြတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးရင်ပြောပြပါမယ်အခုကတော့ပစ္စည်းတွေထုတ်လိုက်ပါအောင်ပေါ့နော်လာအတူတူကူညီကြပါအောင်ဟိုမှာတယောက်ချင်း不突然你秒见你潮湿着吧，路里嘟嘟，对上就非要没黑的呀吧，阿妹如果陪我不你，阿龙的千里那条啊子。ဟောသူ့ပြန်ကြယူဆိုင်ဟောပါလေအကျော်ညက်သွားတာလားဘလို့ဖြစ်သွားတာလဲမသိဘူးဒါကိုကူကျင်တာအခုထုတ်ဖို့ဟိုဟာကူကျင်တာဟိုခြံနဲ့လဲဟိုသူကင်ပြီးတော့ဓမားနဲ့လိုက်ခုတ်တာပင်နေလည်းမရှိတော့ထိုင်ခြေထောက်ကနားနေမကူနဲ့နားလို့ပြောတဲ့ဥစ္စာကိုအဲ့မှာကူတာခြေထောက်ကအကျော်ညက်သွားတာလားမသိဘူးအဲ့လိုမျိုးစေကအခုမှဆရာမခေါ်ပြတာမိသားစုကူလှုပ်ပေးနေရပဲဖြစ်ပါတယ်အခုကတော့ဗောနော်ဒါအလူမခံမဲနဲ့ဒါ900သားသမီးတွေဒါစုပေါင်းပြီးတော့လူကြတာပဲဖြစ်ပါတယ်အခုကတော့တယောက်ချင်းစီတိုင်းကိုသမီးအနေနဲ့ပြောပေးပါမယ်ပစ္စည်းကတော့များပါတယ်အဲ့လိုမျိုးစားတောက်စရာရေလဲပါပါတယ်ရေကတော့အဓိကဆိုတော့အစကရေပြောဖို့မေ့သွားလို့ငါတို့ဖဲဟုတ်ခဏအခုကတော့ဒီရှင်ဒီလောက်ပါပဲနော်ကိုဗီဒီသားများပေါ်လဲအားလုံးမိတ်ကြပါစေလို့ပြန်ဆိုပြပေးပါတယ်